ည7ခွဲစနစ်တော့အိုက်စာလို့အိမ်မှာလဲဝယ်ထားတဲ့ဟာတွေအကုန်ကုန်ပြီဆိုတော့အိမ်သားရှိတဲ့ခေါင်းဆွဲတဲ့ရောက်ရှိမှတန်းစီနေစားလို့ကောင်းမယ်ပုံမယ်Google ရဲ့ရှာလိုက်တာ rating ကောင်းတော့အဲ့ဆိုင်ကိုယူလိုက်တာစားလို့ကောင်းမကောင်းတော့ကျွန်တော်လည်းမသိဘူးကြည့်တော့โอเคနောက်ဆုံးတော့ဆိုင်ထဲကိုရောက်ပါပြီဒီမှာတော့ဆောင်းလိုက်ရတယ်မိနစ်20တော့ဟုတ်တယ်မိနစ်20တော့ဆောင်းရတယ်မိုင်းလေးစားနေပြီဆိုတော့ညူတွေကြည့်လိုက်အောင်ညူရတော့နေပါဒီကောင်ဆိုင်ကောင်ဒါလေးစားလို့ကောင်းမှာပေါ့အခါမီဆိုတာမယ်ဒီကောင်ကကျတော့ခရိုမီဆိုဒီကောင်အဆက်တော့တယ်spicy ဝိုင်းကျွန်တော်ထင်တယ်လာယူကိုပြောရထင်တာဟုတ်တယ်ဟုတ်တယ်လာယူပါလာယူနဲ့ဟာဒီကောင်ကကျတော့ချစ်သွန်ပြူနေဒီကောင်ကနည်းနည်းအချိုးပဲတောင်းတယ်နော်ဒီကောင်ကကျတော့အဆက်ပဲယူရကျွန်တော်ဒီကောင်စားခြင်းပဲမယ်အမြင်ကဒီကောင်ပို့ပြီးတော့စားလို့ခေါင်းပေါ့ပေါ့အဲဒီကောင်ကိုကျွန်တော်နောက်ထပ်ချာရှူခပါရဒီကောင်ချာရှူအပေါ်မှာလိုက်ပြီးတော့ကြိုးသားပဲတော့ကြိုးသားဒီကောင်တော့ငါတယ်တန်တယ်လို့ပြောအဲ့နောက်တစ်ခေါက်လာမှာပဲဒီကောင်စားကြည့်တော့အဲ့တော့ဆိုင်နမေကကျူလာမယ်ကီယိုကျူဆိုအကိမိုင်အဲ့တော့ကျူဆိုဘူရာနာလေးမှာရှိတယ်ကီယိုကျူဆိုဘူရာနာမှာနေရလို့ဆိုရှင်စံကြည့်ကောင်းသိလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့အခုမှလာစားကျွန်တော်အမြဲစားနေတာကသူကကျွန်တော်ရှိုးတဲ့ငါဈေးလမ်းဘက်ကနေဖြတ်တာရှိုးတဲ့ငါဘက်ကနေပြန်သွားလို့ရှိရင်ဟိုမှာဘူသားရမဆိုတဲ့ဆိုင်ရှိအဲ့ဆိုင်ကလည်းဆက်လုပ်ပါပြီးတော့ကျွန်တော်တို့အတီးရွက်ကြိုက်တဲ့လူဆိုလို့ရှိရင်ဟောကျွန်တော်ပြပြပေါ့ဆိုတော့လူပွဲကြီးကျွန်တော်မျက်နှာမှာဖြစ်ပွဲကြီးအဲ့ဒါလည်းဆက်လုပ်ပါကြည့်ရဟိုဝက်ဆိုင်ကိုပတ်ကြည့်လို့ဆိုရှင်ဒီဝက်ဆိုင်ကိုဆန်းကြည့်ပါကျွန်တော်တို့ကဟိုဝက်ဆိုင်က7ဆိုရင်ပိတ်ဒီကျူးရှူးရမယ်ကျွန်တော်တနားရီမှပိတ်အဲ့တော့လုံးပြန်တဲ့နောက်ကျရလို့ဆိုရှင်လာစားလို့ရတယ်အဲ့ဒါတော့မဆိုးဘူးပြောရဲနဲ့ပူကျဲတော့ဆိုင်ကကျွန်တော်ပြောပြမှာကောင်းတာပဲလူမျိုးစပွဲတက်တက်မရှိတော့မီနူးအရာပြောမှဆိုလို့ရှိရင်လည်းဒီဘက်ဆိုင်ကမကောင်းတယ်ရားတယ်ပေါ့မရတာကျွန်တော်မသိဘူးဒီလိုဆိုင်ဆိုကောင်းမှတယ်လို့ပြောလိုက်မှာဘာလို့လဲဒီမှာဆောင်းရောက်လာ cheers ရေမွားသပွဲတို့ဖြစ်ခဲ့ရတာမျိုးသပွဲလေးနဲ့ပေးနေကိုတုတ်ချင်တယ်ဘာအချင်းလဲမသိဘူးနည်းနည်းပြောလာရောက်လာပါပြီဒီကျွန်တော် sauce လိုက်ရှာပြောလာတော့ကလေးအမျိုးလေးစနစ်ထိုးပြီးဆိုမဲ့ဒီလဲစီတယ်သူလည်းတော်တော်လုံးရှုံနေတော့ကျွန်မဆိုင်သွားပြီးအဲ့လိုပဲညတကောင်ကြီးဖွင့်တယ်ညတော့အင်းကလုံးတောက်စားပြီးပြန်လိုက်လို့ဆိုရှင်
နောက်တစ်နေရာပြောင်းလို့ရှိရင်ဟုတ်တယ်ကျွန်တော်ပြောသားစားစားချင်တယ်ဒါကမှကျဲဟုတ်လေပြောသားလေနည်းနည်းလေးမတူနေအားလုံးပေါ့အမှန်လည်းပြောအဲ့တော့ဆိုင်နေတော့လို့ရှိရင်ကျွန်တော်ပြောမယ်တော့ကရတယ်ကျွန်တော်ပြမယ်အညိုပိုင်းလေးတွေမပါလို့ရှိရင်အဲ့ကြောသာစားလို့မကောင်းそうやんな。ခေါက်ဆွဲစားအားတော့ဝတ်သားဗျစမေဘုံတော့ပေါ့နော်ဆိုကောင်းတယ်哇，差距不大了。会的。多少了？俺さ、そんな飲みに来るんない。好きになったら本当に気になった。気になった。今月だけさ、俺はもういろいろあんのよ。今までさ、嫁にがほんまにバカや。3の秒チェイのこっちのいいなねあれでもらうためにしまあいいの俺に言ったけど言うてたら근데 혹시야 저번에 또 이상 사러 우리가 또 이만 말해 본 거네 めっちゃ懐かしいけどな。で、ファミリーマートの前で会って。俺やっぱ挨拶するねやっぱちゃんとしてるから。向こうも。ってる顔でそういうことなんやな。だからそれ聞いたら木山さんって双子。俺も3日で抜ける。それはよく生活チャーシューなんだよね。そうですそうやさ。吹吹原來也飆來ကျွန်တော်မှနောက်ဆက်တာပထမဆုံးစားဖို့လည်းပြောဂျပန်စားတာကိုပြောတခြားဟာလည်းစားဖို့ဒါပေမဲ့ဂျပန်စားတာတွေမှာဒီလောက်ဆက်တာပထမဆုံးစားဖို့စားတော့ကောင်းတယ်ဟီးရောကောင်းတယ်စားလို့ကုန်ပါ့နော်ဟောက်တဲ့ဘက်ကကိုကြီးထိုင်တောက်တယ်ညတော့ great မဟုတ်နိုင်တော့ပြောတာနောက်တစ်ဝက်ထပ်มาလိုက်မယ်ပြီးတော့ချက်ကြော်တစ်ဝက်มาလိုက်တယ်
ကျွန်တော်ဘိုက်စားလို့ရှိရင်အဲ့ဒါပဲနောက်တဲ့ second round ဣတာလီ いやでもあれキーハンド京橋馬をいい ကျွန်တော်ရဲ့ညမှာထိုင်နေဘဲနဲ့ပွေပြတာအဲ့ဒါညမှာလည်းနောက်ကြလို့ဒီခုလေးဆက်ရှင်သားတောင်းမယ်ကျွန်မအဲ့ဒါဆိုအဲ့ဒီကတော့ဘယ်လိုဒီကတော့နေအဲ့ဒီဘာမှပြန်ပြောလို့မရအောင်သူတို့ရဲ့ဒီ service industry မှာ15မိနစ်လောက်ရှိတယ်တောက်လျှောက်တောင်းမယ်ဒီတော့ဘာလို့ညင်းမာတာနောက်ကျတယ်လို့ sorry ညင်းရောက်တာနောက်ကျတယ်ဘယ်လောက်မှမရှိသေးပါဘူး7မိနစ်လောက်ပဲရှိတယ်ဒီမှာရောက်လို့စားတော့ဆိုင်မှာလောလောမဲ့လို့ဆိုလို့ရှိရင်အဲ့ဒေတာပါနော်4ဘက်ကိုထွက်မယ်အဲ့လိုပဲ completed တဲ့ edit ဆိုလို့ရှိရင်အရင်ရစ်တဲ့ edit ဆိုလို့ရှိရင်ကိုယ်တိုင်ဖြည့်ရှင်းရတဲ့ခက်တယ်ချိုးလို့အကြံပေးတယ်ဘယ်စေရောက်သွားတယ်ကျွန်တော်မေ့ရတက်တော့အဲ့ဘော这就是这个等价，那里就不路耶。1名様ご来店ですよ。ဟုတ်တယ်သူတို့ကြော်တာခါတာကိုရီလို့ခေါ်တယ်အကြော်မုံနည်းနည်းအဲ့ဒါကိုမကျွတ်တာမသေးရမစိုးဘုံကို380ခုမှဟောတယ်130ပဲနော် size ကဘယ်လောက်လဲဆိုရင်6 size ဒါအရေးကုန်နဲ့တွဲတယ်130 3ခုပါ380ဆိုတော့စားပြောပါတယ်ဒါပေမဲ့ဟိုဘက်ဆိုင်ရပေါ်ကောင်းတယ်မှန်တယ်ပြောတပွဲနဲ့လောက်တယ်1250လောက်ဆိုလို့ရှိရင်အိုက်ပါပဲဒီမှာအခုကျွန်တော်ပြောတာနှစ်ပွဲပါတယ်ဟိုသားပြနှစ်ပွဲပါတယ်ခောက်ဆွဲရပြီးတော့ကြာတယ်ကျွန်တော်ဖြစ်ပါချက်ကြော်ဘယ်လောက်ကြာမလဲတော့မသိဘူးပြပါဆက်ရှင်မှာပေါ့ဗျာကိုလေချက်ကြော်ကော်သွားလိုက်အဲ့တော့လေမဆော second round share it out. ရေဝင်ကျွတ်နေမှာရေဝင်အဲ့လိုကျွတ်နေမှာပေါ့ဘာလဲမသိသုံးလုံးကားတာနောက်ဆုံးကားတဲ့တစ်လုံးမှာတော့ကောင်းတယ်
ကခုမှပဲပြည့်လို့ဖြစ်သွားတယ်ပြည့်လို့လည်းပြတာပါတာနှစ်ယောက်လာပြန်လေမဆောင်နဲ့ပိတ်ပြီးတော့အိမ်ပြန်တော့ဘယ်နဲ့ရပတ်သက်ရှိမှာတော့ကြောက်တယ်မသိဘူးโอเคအဲ့တော့လဲလဲအောင်赤味噌ラーメンがお2つに、はいシューマイの天ぷらを2つと、チャーシューの餃子が2点の唐揚げのショーですね。会計は6080円です。အဲ့တော့အခုတစ်ခေါက်ကတော့ဒါကျွန်တော်ရဲ့ပထမဆုံးfood blogging video ပေါ့နော်နောက်ခေါက်တွေမှာဘယ်မှာရှိတဲ့ဘလူးဆိုင်ကြီးကိုဘာတွေစပြီးတော့ဘာတွေဖြစ်မယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးပါအောင်လို့ပြောချင်ပါတယ်ပြီးတော့ subscribe လုပ်တော့ဖို့မမေ့နဲ့အောင်comment မှာလည်းတစ်ခုရေးထားခဲ့